မူရစ်စေဝါသုံးဆွဲတဲ့ပုဂ္ဂိုလ်တယောက်အယက်သေးစာတောက်စားတဲ့ပုဂ္ဂိုလ်တယောက်သူများကိုမထိခိုက်ဘူးဆိုအောင်တော့ကိုယ့်ကိုထိခိုက်တယ်ကိုယ့်ကိုဘယ်လိုထိခိုက်တယ်လဲလို့ဆိုရင်မူရစ်နေသည့်အတွက်ကြောင့်လူဘဝရလာတဲ့အခါမှာတတ်တဲ့တတ်ထိုက်တဲ့အတတ်ပညာတွေကိုဆုံးရှုံးတယ်မတတ်တော့ရတဲ့ရလိုက်တဲ့စီးစိမ်ဥစ္စာတွေရအောင်မလုံးနိုင်တော့ဘူးမူရစ်နေသည့်အတွက်ကြောင့်အသိဉာဏ်တွေဟာဝေဝါးပြီးတော့လူလောကထဲမှာမမှန်ကန်ကန်သိနိုင်စွာမရှိတော့အဲ့တော့ကိုယ့်အတွက်ညာအနစ်နာတစ်ဖက်ကကြည့်မယ်ဆိုလို့ရှိရင်အယက်သေးစာတောက်စားလွန်တဲ့ပုဂ္ဂိုလ်တယောက်ရဲ့အသေးဟာပျက်စီးသွားပြီနောက်ဆုံးကျမကြီးထိခိုက်လို့အသက်အန္တရာယ်ဖြစ်သည့်ထိအောင်ရောက်ရှိသွားနိုင်တယ်လူတိုင်းဟာအသိပညာရှိခြင်းရတယ်အတတ်ပညာတတ်ခြင်းရတယ်ချမ်းသာကြွယ်ဝခြင်းရတယ်အဲ့ဒီကောင်းကျိုးတွေမှန်သမျှဟာမူရစ်စေဝါသို့မဟုတ်ရက်သေးစာတောက်စားခြင်းအဖြစ်မရနိုင်တော့ဘူးဆုံးရှုံးသွားတန်ဖိုးရှိတဲ့လူဘဝမှာလှုပ်တဲ့လှုပ်ထိုက်တာတွေမလှုပ်နိုင်တော့ဘူးဆိုကိုယ့်အတွက်များစွာဆင်းရဲသွားအဲ့တော့ကိုယ့်အတွက်ဆင်းရဲသွားလို့ရှိရင်ကိုယ့်မိသားစုအတွက်ကိုဟာဝန်တော့ဝန်မှုတယောက်ဖြစ်ပြီးတော့မိသားစုရဲ့ဂုဏ်သိက္ခာလည်းကျဆင်းတယ်ကိုယ့်ကိုအကြောင်းပြုပြီးတော့ဘယ်မိသားစုကိုယ့်မိသားစုဟာကြီးပွားတိုးတက်မှုမရဘူးအဲ့တော့တစ်ဖက်သားဟုတ်လေဒုက္ခပေးရရောက်သွားဒါတွေကိုစဉ်းကျင်သုံးသပ်ပြီးတော့မူရစ်စေဝါအယက်သေးစာတောက်စားခြင်းကနေပြီးတော့ရှောင်ရှားရမှာဖြစ်တယ်ဘယ်ရာပဲဖြစ်ဖြစ်အသိဉာဏ်နဲ့အဲ့တော့မရှောင်ဘူးဆိုရင်နောက်ဘဝတွေမှာဘာဖြစ်နိုင်လဲအနာတိပတ္တကမရှောင်တဲ့ပုဂ္ဂိုလ်ဟာနောက်ဘဝရောက်လို့ရှိရင်အပင်ငယ်ရောက်နိုင်တယ်